Sunday night မှာအချိန်နဲ့ရှိအောင်မဲ့လီဗာပူးနဲ့ Manchester City တို့ရဲ့ Premier League ပွဲစဉ်25တွေ့ဆုံမှုတိုင်းမှာသူတပြန်ကိုတပြန်အမှန်ကန်စော်တတ်ကြတဲ့ဒီနှစ်သင်းကြားဘလို့ရလက်တွေထွက်ပေါ်လာအောင်မလဲဆိုတာပွဲကြို preview လေးလုပ်ပေးသွားကြပါတယ်။တနင်္ဂနွေနေ့ညမှာတော့လီဗာပူးတို့ဟာဒီယာဒီချန်ပီယံဆုအတွက်အကောင်းဆုံးရှင်ပြိုင်နေတဲ့ Manchester City ကိုအင်ကွင်းအန်ဖီမှာလက်ခံကစားသွားမှာဖြစ်ပါတယ်။ Premier League ရဲ့နောက်ပိုင်းနှစ်တွေအတွင်းပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအသင်းနှစ်သင်းဖြစ်တာကြောင့်ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲလည်းဖြစ်ပါတယ်။နှစ်သင်းစလုံးဟာနောက်ဆုံး Premier League 5ပွဲမှာတပွဲစီသာအနိုင်ရထားကြပြီးရမှတ်တွေပိုမိုစုဆောင်းနိုင်ရန်အနိုင်ရလက်ကိုစီဖော်ဆောင်လာဖို့ရှိနေပါတယ်။ပထမအကြော့ EDM မှာတွေ့ခဲ့စဉ်ကကစားကွက်တင်မရလောက်အောင်ဖြစ်ခဲ့ပြီး3ဂိုးမရှိနဲ့လီဗာပူးတို့အမှောက်သိပ်ခံခဲ့ရတာပါ။ဂွာဒီယိုလာရဲ့အသင်းဟာစောင်းရသည့်လူခေါ်ယူမှုတွေရှိခဲ့ပြီးအတောင်နှင်းဆုံးလူစင်းကိုပိုင်ဆိုင်ထားပေမဲ့နောက်တက်မှာအဓိကကစားသမားအများပြားဒိန်းရအရှိန်တွေနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ဒီအချက်ကိုလီဗာပူးရဲ့ထူးရှယ်ရှေ့စွမ်းပြနေတဲ့တိုက်စစ်ပိုင်းကအခွင့်ကောင်းယူနိုင်သွားမလားရှုစားရမှာပါ။တဖန်ကျွန်တော်အသင်းကလည်းညာချမ်းခက်စစ်ပိုင်းပြဿနာချိနေကစီးတီရဲ့တောင်ပန်တိုက်စစ်တွေနဲ့အလူးလဲပြိုင်ဆိုင်ရဖို့များနေပါတယ်။ဆရာဘက်အနေနဲ့နီးစနစ်ပိုင်းကျင်းချက်သူတူပြီးပြီးအဝေးကွင်းမှာလာရောက်ကစားရသည့်တိုင်အောင်အဖက်ဘက်ကအသာစီးယူကစားလာဖို့ရှိနေပြီးအန်ဖီအချိန်ဝါကိုမိမ့်မိန်သွားအောင်လုပ်ပြနိုင်မလားစောင့်ကြည့်သွားရမှာပါ။ဆလော့ရဲ့လီဗာပူးကတော့အင်ကွင်းအားသာချက်ရှိနေကပြန်လဲတည်ငြိမ်လာတဲ့ခံစစ်လုံအားနှောင်းကောင်းတဲ့ကွင်းလန်နဲ့အတူဂိုးမြူးနေတဲ့တိုက်စစ်တွေနဲ့ပါစီးတီကိုအကောင်းဆုံးထိုးနှက်လာဖို့ရှိနေပါတယ်။ဒီနှစ်သင်းတွေ့ဆုံမှုဟာပရိသတ်တွေကိုလုံးဝပြင်းနေစေမှာမဟုတ်ပဲအပြန်အလှန်ထိုးစစ်စင်ကညိုင်းဆိုင်ကစားလာမှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားကြတဲ့အပြည့်အဝပေးစွမ်းနိုင်မှာပါ။ကျွန်တော်ထင်ကတော့ကွင်းလယ်ပိုင်းစိုးမိုးမှုကဒီပွဲရဲ့အဖြစ်ဖြစ်လာနိုင်ကတိုက်စစ်ကစားသမားတွေရဲ့အဆုံးသက်သေးချမှုပေါ်မူတည်ပြီးတွင်းကိုတွေအများပြားမြင်တွေ့ရမယ်လို့ထင်မြင်မိပါတယ်။လီဗာပူးတို့အနေနဲ့နောက်နှစ်ချန်ပီယံလိရှီလန်အတွက်1-4တွင်ဝင်ရောက်နိုင်ဖို့အင်ကွင်းမှာလုံးဝအမှတ်ရောက်ခံလို့မဖြစ်တဲ့အခြေအနေပါ။ဂျာရဲ့ပွဲစဉ်တွေမရှိခဲ့ပဲကစားသမားတွေအနားရထားတာကြောင့်မန်စီးတီးကိုအကောင်းဆုံးဖိအားပေးကစားလာနိုင်ဖို့မျှော်လင့်မိပြီးလီဗာပူးကပဲအင်ကွင်းမှာတကိုးသားနဲ့ကန်နိုင်သွားမယ်လို့ထင်ပါတယ်။ပရိသတ်တို့ကမန်စီးတီးနဲ့ပွဲအတွက်ဘယ်လိုသုံးသပ်မိပါသလဲ။သွင်းကိုတွေရောဘယ်လောက်ထိခံမှန်းထားကြပါသလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်သွားပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။